မင်္ဂလာပါကျွန်တော်ရဲ့ Samsung Channel လေးမှာကြိုဆိုပါတယ်ဒီနေ့တော့ပဲကြီးလေးနှက်ပြီးတော့9ကြော်လေးနှက်ပါမယ်ဗျာပဲကြီးကတော့ဈေးကနေခွန်ချက်ပြီးတာ3000ဘူးပေါ့စုပုတ်ရွက်လေးလည်းပါပြီးသားဆိုတော့အဆင်ပြေတာပေါ့ပဲကြီးနှက်ဖို့အတွက်ခွန်ချက်ပြီးတာပဲကြီးလေးတွေရည်စည်းပါမယ်ဗျာအဆင်ပြေပါတယ်ဗျာခွန်ချက်ပြီးသားလေးတွေဆိုတော့ရည်စည်းပြီးတော့တခါလေးတန်းချက်ရုံပဲပေါ့ပဲကြီးလေးတွေရေဆေးပြီးသွားပြီဆိုရင်တော့ရေလေးစစ်ထားပါအောင်မယ်ဗျာထုံးစံတိုင်းပဲကြက်သွန်လေးပါပါလေးပြီးတော့ကြက်သွန်ဖြူလေးကြားရိုက်ပြီးတော့ပါပါလေးပါမယ်ဗျာဈေးကထည့်ပေးလိုက်တဲ့စူးပုတ်ရက်ကိုလည်းရေဆေးပြီးတော့ရိုးရင်လေးတွေထည့်ရတာပေါ့ဗျာအကန်းရိုးရင်လေးတော့ထည့်ရတာပေါ့ဒါပေမဲ့တန်ပါလေဗျာလောကကနေတဲ့ရင်ကျင်းနေစရာကြီးပဲလေနေမတက်ရင်တော့လောက်ပဲပြည့်စုံနေပါစေလက်ကားရတဲ့လေတောင်တက်ရှူမအောင်ဖြစ်နေမှာပေါ့အားလုံးစင်သစ်ဖြစ်နေပြီဆိုတော့ကျွန်တော်ကစီလေးအရင်စတတ်ပါမယ်ဗျာပဲကြီးနဲ့မှာဆိုတော့စီလေးများများလေးတော့သုံးထားပါလေဗျာစီတတ်တာဖြစ်တဲ့အတွက်မပါမဖြစ်တဲ့ကျွန်တော်တို့ရဲ့စနစ်မုံလေးလည်းတစ်ခါလေးထည့်ပါလိမ့်ဗျာစက်သွန်လေးတွေနှိုးလာပြီဆိုရင်တော့ပဲကြီးလေးတွေပါထည့်ပြီးတော့စီတစ်ခါလေးထပ်တတ်ပါမယ်ဗျာရတာမုံလေးတွေထည့်ပါမယ်စားတော့မထည့်သေးဘူးဗျာမာသွားမှဆိုလို့ပါပဲကြီးနဲ့မှာဆိုတော့ထုံးစံတိုင်းပဲရေလေးကိုပဲကြီးမြုပ်ရုံလေးထည့်ပါမယ်ဗျာဖုံးလေးအုပ်ပြီးတော့မီးအေးလေးနဲ့နိုင်ဝက်လောက်တော့နှက်ပါမယ်ဗျာကျွန်တော်ကတော့ပဲကြီးလေးအနေနဲ့ဤတော့မှစားလေးထည့်ပါလို့ဗျာပဲကြီးအနူးလေးနည်းနည်းလိုသေးတာဖြစ်တဲ့အတွက်ကျွန်တော်ကရေလေးနည်းနည်းထပ်ဆွတ်လိုက်ပါအောင်မယ်အဖုံးလေးအုပ်ပြီးထပ်နှက်လိုက်ပါအောင်မယ်ပဲကြီးလေးနူးပြီဆိုရင်တော့စူးပုတ်ရွက်လေးထည့်တာပေါ့ကျွန်တော်ကပဲကြီးနဲ့ဆိုရင်ရေခမ်းမှကြိုက်တာဆိုတော့ရေလေးခမ်းအောင်ထပ်ထားပါမယ်ဗျာရေလေးခမ်းပြီးစီလေးပဲကျန်တဲ့အနေထားမျိုးရောက်ပြီဆိုရင်တော့ပဲကြီးနှက်လေးတစ်ခွက်ရပါပြီဗျာအားလုံးပဲသုံးဆောင်ကြပါအောင်ဗျာကျွန်တော်ကတော့ပဲကြီးနှက်လေးကြိုက်ပါလေပဲကြီးနှက်လေးပြီးပြီဆိုတော့9ကြော်နှက်အတွက်9လေးတွေစားကင်ပါမယ်ဗျာ9ကင်နေဆိုလို့တကောင်လုံးကင်တာမျိုးမဟုတ်ပါဘူးဗျာဈေးကတုံးပေးလိုက်တဲ့အတုံးလေးတွေကြီးနေလို့တိတ်တိတ်လေးတွေပြန်တုံးလာပါဗျာငါးလေးတွေကိုအနေတော်လေးတွေတုံးပြီးပြီဆိုရင်တော့ရေလေး2ထပ်လောက်တော့ပြန်ဆေးပါတယ်ဗျာပြည့်စုံခြင်းမပြည့်စုံခြင်းဆိုတာထက်ကိုယ့်ဘဝကိုခြေနှက်ဖို့ကအဓိကပဲမဟုတ်ဘူးလားကျွန်တော်ကတော့ကိုယ့်ဘဝကိုနေတတ်အောင်နေပြီးတော့ပျော်ရွှင်အောင်နေပါလေဗျာမိတ်ဆွေတို့လည်းကိုယ့်ဘဝကိုပျော်ရွှင်ခြင်းနဲ့ကြပါစေဗျာငါးလေးတွေရေဆေးပြီးပြီဆိုရင်တော့ထုံးစံတိုင်းပဲစားစနစ်ရတာမှလေးထည့်ပြီးနေပါမယ်ဗျာလူဘဝဆိုတာကတော့အတိုက်ခိုက်တွေနဲ့နေမြင့်နေနဲ့မွန်းချလာပါလေဒါပေမဲ့လည်းနေတတ်အောင်နေပြီးပျော်ရွှင်ဖို့ကအဓိကပဲလေ9ကြော်နဲ့အတွက်ကြက်သွန်လေး6လုံးလောက်တော့သုံးထားပါလေဗျာထုံးစံတိုင်းပဲ9လေးစကြော်ပါမယ်ဗျာဒိုင်းလေးကင်ပြီးတော့ပေါ့ဒီခါတိုက်ပွဲဝင်နေရတာတော့ CO နဲ့ပါဗျာ
ငါးကြော်ကိုတော့အရင်ကျွတ်အောင်မကြော်ပါဘူးဗျာဒီလိုပဲအပေါ်ရည်လေးတင်းလောက်ပြီဆိုရင်တော့ဆယ်ထားလိုက်တာပေါ့စီကူမစင်အောင်ကာကွယ်ပြီးတော့ကြော်ရပါလေဗျာဘယ်ရမှာတော့လွယ်မနေဘူးပေါ့ဒီလိုပဲအရင်လည်းခက်ခဲမနေပါဘူးရင်ဆိုင်ပြီးဖြည့်ရှင်းနိုင်မှုကလားအဓိကပါတွေးပြီးကြောက်နေမယ်ဆိုရင်တော့ငါးကြော်လည်းစားရမှာမဟုတ်ပါဘူးငါးကြော်လေးပြီးသွားပြီဆိုရင်တော့ကြက်သွန်လေးစီတက်ပါမယ်ဗျာကြက်သွန်လေးအနည်းငယ်ညှိုးပြီဆိုရင်တော့ငရုတ်ပြီးစိမ့်မှုတ်လေးထည့်ပါမယ်ဗျာပြီးရင်တော့ငရုတ်ပြီးခွဲချမ်းမှုတ်လေးပေါ့ဆက်ကြရင်တော့များများထည့်ပါဗျာညံပြာရည်လေးနည်းနည်းထည့်ပါအောင်မယ်အရသာအတွက်နောက်ဆုံးမှာတော့မီးပိတ်ပြီးငါးကြော်လေးထည့်ပြီးတော့ငါးကြော်နှက်လေးကိုအဆုံးသတ်ပါမယ်ဗျာဆုံးထိလိုက်ပါချစ်ရှုပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာကျမ်းမာပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါလေဗျာ